we going to the police? No. Why not? Kwon knows every cop in town. And I'm not even supposed to be here. What? Why? I was going after Kwon. I'm not officially here. I came alone. So you came back after all this time for Kwon, but not for me? How was I supposed to even know you were here? Because I live here. Remember? You're supposed to be dead. Yeah, I'll give it another minute, kid, and your mom will take care of that. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ် ADM လေးကတော့ supposed to ပဲဖြစ်ပါတယ်အတိအကျပြောမယ်ဆိုရင်တော့ be supposed to plus verb 1ပဲဖြစ်ပါတယ်အဲဒီနေရာမှာနှစ်ခုခွဲပြီးတော့ပြောချင်ပါတယ်ပထမအဓိပ္ပာယ်တစ်ခုအနေနဲ့ကတော့ဥပဒေရှိလို့ပဲဖြစ်ဖြစ်စည်းကမ်းထုတ်ထားလို့ပဲဖြစ်ဖြစ်လိုက်နာရမယ်လိုက်လုပ်ရမယ်ဆိုတဲ့သဘောမျိုးပါ Drivers are supposed to wear the seatbelt while driving ကားဆရာတွေကကားမောင်းနေတဲ့အချိန်မှာကပတ်ပတ်ထားရမယ်ဥပဒေရှိလို့လိုက်နာရမယ်လိုက်လုပ်ရမယ်ဆိုပြီးတော့ဖြစ်သွားတာပါအဲ့ဒါကိုအငင်းပြောင်းလိုက်ရင်တော့ဥပဒေအရပဲဖြစ်ဖြစ်စီကံထုတ်ထားလို့ပဲဖြစ်ဖြစ်ခွင့်မပြုဘူးလုပ်လို့မရဘူးဆိုပြီးတော့ဖြစ်သွားတာပေါ့ We are not supposed to walk on the grass ငါတို့မြက်ကင်းပေါ်မှာလက်လျှောက်လို့မရဘူးခွင့်မပြုထားဘူးဆိုပြီးတော့ဖြစ်သွားတာပေါ့နောက်ထပ်တစ်ခုကတော့အကြောင်းမျိုးမျိုးကြောင့်တစ်ခုခုဖြစ်လာမယ်လို့မျှော်လင့်ထားတယ်တစ်ခုခုလုပ်ဖို့မျှော်လင့်ထားတယ်များသောအားဖြင့်တော့ဒါပေမဲ့မဖြစ်လာဘူးဆိုတဲ့အခြေအနေမျိုးမှာသုံးပါတယ်ဥပမာညကမိုးလေဝသကြည့်တော့မိုးရွာမယ်ဆိုပြီးတော့ပြောတယ်နောက်နေ့ကျတော့မိုးမရွာဘူးပေါ့It is supposed to rain today. ဒီနေ့မိုးရွာမှာကွာမိုးလေဝသကကြေညာထားတယ်ဆိုတော့မိုးရွာမယ်လို့မျှော်လင့်ထားတာပေါ့ပြီးတော့ရွာလည်းမရွာဘူးကွာဆိုပြီးတော့ပြောတဲ့သဘောမျိုးပါဒီရုပ်ရှင်လေးထဲမှာတော့သုံးသွားတဲ့နေရာ၃နေရာရှိပါတယ်ပထမတစ်ခုကတော့ And I'm not even supposed to be here. What? ငါကတကယ်တော့ဒီနေရာမှာတော့ရှိနေရမှာမဟုတ်ဘူးတဲ့တကယ်တော့သူ့ကိုအထက်လူကြီးကနေပြီးတော့အနားယူဖို့ခီးထွက်ခိုင်းလိုက်တာလေအဲ့ဒါကိုသူကနေပြီးတော့ခွန်နောက်ကိုလိုက်ဖို့ဆိုပြီးတော့တိုင်ပေကိုလာခဲ့တာပေါ့ငါကဒီကိုတရားဝင်ရောက်နေတာမဟုတ်ဘူးတဲ့အထက်လူကြီးကခွင့်မပြုထားဘူးဥပဒေအရခွင့်မပြုထားဘူးဆိုတဲ့သဘောမျိုးပါဒုတိယတစ်ခုကတော့ဂျိုဝီကနေပြီးတော့ဒီလောက်ကြာပြီးမှပြန်လာတာတော့သူ့ကိုတွေ့ဖို့ပြန်လာတာမဟုတ်ဘူးဆိုပြီးတော့အပြစ်တွေပြောနေတာပေါ့ How was I supposed to even know you were here? မင်းဒီမှာရှိနေတာငါဘယ်လိုလုပ်သိရမှာလဲဆိုပြီးတော့မျောလင်းမထားဘူးဘယ်သူမှလည်းပြောမထားဘူးအဲ့ဒီတော့မသိဘူးဆိုတဲ့သဘောမျိုးပါအဲ့ဒါကြောင့်ဂျိုဝီကလည်းဒီနေရာမှာငါနေတာလေတဲ့မှတ်မိရမလားဆိုပြီးတော့ပြန်ပြောတာပေါ့နောက်ဆုံးတစ်ခုကတော့ You're supposed to be dead. ဂျိုဝီကနင့်ဖေသေးပြီဆိုပြီးတော့ပြောထားတော့သေပြီလို့ပဲမျောလင်းထားတယ်အဲ့လိုပဲသိထားတယ်ပေါ့အဲ့တော့ तू မျောလင်းမထားဘူးဆိုတဲ့သဘောမျိုးနဲ့ပြောသွားတာပါသူ့ဖေကသေနေရမှာလေဆိုတဲ့သဘောမျိုးပေါ့ရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး Are we going to the police? No. Why not? Kwon knows every cop in town. And I'm not even supposed to be here. What? Why? I was going after Kwon. I'm not officially here. I came alone. So you came back after all this time for Kwon, but not for me? How was I supposed to even know you were here? Because I live here. Remember? You're supposed to be dead. Yeah, I'll give it another minute, kid, and your mom will take care of that. နောက်ဆုံးတစ်ခုအနေနဲ့ကတော့အားလုံးလည်းသတိထားကြမယ်ထင်ပါတယ် be supposed to ဆိုပြီးတော့ပြောသွားတဲ့အချိန်တိုင်းမှာအဆုံးလန်ဖြစ်တဲ့ဒီလန်မပါသလောက်ပါပဲဒါပေမဲ့သူ့ရဲ့ ADM မှာကတော့ ED ပါနေတာကိုသတိထားဖို့လိုပါတယ်အမှန်မှားပြီးတော့ရေးတဲ့အခါမျိုးမှာ ED မထည့်မိတာမျိုးမဖြစ်ရအောင်လို့ပါcomment ထဲမှာလည်း be supposed to ကိုသုံးပြီးတော့ဝါကြလေးတွေဖွဲ့သွားခဲ့လို့ရပါတယ် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါအောင်နော် Facebook မှာဆိုရင်တော့ like and follow လေးလုပ်ပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်